ဒီဘီလေးရဲ့အနီးကမကြီးလေးရဲ့အစားအတန်ကလည်းပဲမဘီလေးရဲ့အညီနဲ့အစားအတန်တွေကအတူတူပါပဲเนาะတစ်လုံးနဲ့ပဲအတန်ထွက်ပါတယ်မကြီးလေးကိုရေးတဲ့အခါမှာပါစောက်လေးရေးသလိုမျိုးပဲစာဆွဲပါတယ်เนาะပထမတစ်ချက်ဆွဲတယ်အလယ်မှာရက်တယ်ဒုတိယတစ်ချက်ဆွဲတယ်တတိယအချက်အလယ်ကအစာလေးခတ်ပါတယ်စုစုပေါင်း3ချက်ပါမကြီးကပြလေးလည်းရှိပါတယ်မလေးမရွေးမုံကိုစားမယ်လေးမကုံတာလေးချမ်းလို့ထားမနှက်ဖြန်အတွက်လားကျေးဇူးတင်ပါတယ်ပို့ Polyglot မှာ educational video contents လေးတွေ share လုပ်သွားပေးမှာဖြစ်လို့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်